နောက်မေကွန်းတစ်ခုကတော့အယူပြောင်းမှန်ခြင်းကိုဒိဋ္ဌိစုကမ္မဟုမှတ်သားရပါသည်ကာမတက္ကတဉာဏ်ဒိဋ္ဌိစုကမ္မဟုခေါ်သည်ဟုလည်းသိရပါသည်ဗျာထိုကာမတက္ကတဉာဏ်သည်မိမိပြုသောကုသိုလ်ကံအကုသိုလ်ကံသာလျှင်မိမိနောက်သို့လိုက်ပါသောကိုယ်ပိုင်ဥစ္စာဖြစ်ပေသည်ဟုသိခြင်းဆိုရာတက္ကာယဒိဋ္ဌိတတ္တရဒိဋ္ဌိစသည်တို့မှလွတ်ပါသလားဗျာထိုကာမတက္ကတဉာဏ်ပေါ်တက္ကာယဒိဋ္ဌိကန့်ညိမိလျင်ငါလှုပ်လို့ငါရတာသိရင်ကိုယ်နောက်ပါမှာစသည်ဖြင့်ဒိဋ္ဌိစုကမ္မဟုခေါ်ဆိုထိုက်ပါသေးသလားဗျာအဘယ်သို့ယူလျင်သင့်တော်ပါမည်လဲဗျာအဲ့ဒါကနှစ်ပိုင်းခွဲပြီးတော့မှတ်ဖို့လိုအပ်ပါတယ်ဒုစရိုက်ထဲမှာပါတဲ့မိစ္ဆာဒိဋ္ဌိသူစရိုက်ထဲမှာပါတဲ့တမ္မာဒိဋ္ဌိဆိုတာတက္ကာယဒိဋ္ဌိနဲ့မဆိုင်ဘူးလို့မှတ်ရမယ်အဲ့ဒါဒုစရိုက်ထဲပါတဲ့မိစ္ဆာဒိဋ္ဌိဆိုတာနတ္ထိကဒိဋ္ဌိကိုပြောတာနတ္ထိကဒိဋ္ဌိဆိုတာကံရဲ့အကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိနတ္ထိဒိဋ္ဌံနတ္ထိယိဋ္ဌံနတ္ထိခုတံဒါနကောင်းမှုလုပ်သမျှရဲ့အကျိုးတရားမရှိဘူးနတ္ထိသုက္ကတဒုက္ကတနံကမ္မနံဖလံဝိပါကောကုသိုလ်အကုသိုလ်တွေရဲ့အကျိုးဆိုတာမရှိဘူးနတ္ထိပါမာတာနတ္ထိပိတာအမေဖေကိုအတိမမပြုဘူးအတိမမပြုသည့်အတွက်ကြောင့်အမေဖေနဲ့ပတ်သက်လာတဲ့ကုသိုလ်အကုသိုလ်ဆိုတာမရှိဘူးနတ္ထိအယံလောကောနတ္ထိပရောလောကောဒီလောကဆိုတာလည်းမရှိဘူးတမလွန်လောကဆိုတာလည်းမရှိဘူးဒီလောကလူကဒီမှာပဲဆုံးမယ်တမလွန်လောကကအပရလောကလူတွေကလည်းပရလောကမှာပဲဆုံးတယ်နတ္ထိတတ္တဩဝပတိကပြန်လီမွေးဖွားတဲ့လူဆိုတာလည်းမရှိဘူးနတ္ထိသမဏပြမနာယေတိတမ္မကတသမ္မာပฏิပန္နာယေဣမံလောကံပရိဉ္စလောကံတရားပညာသစ္စိကတ္တဝပဝေတိဒီလောကကြီးကိုလက်တွေ့သိပြီးတော့ဟောနိုင်တဲ့သမဏပြမနာဆိုတာမရှိဘူးလို့ညင်းပယ်တဲ့နတ္ထိကဝါဒကိုမိစ္ဆာဒိဋ္ဌိလို့ပြောတာဒီနေရာမှာနော်ဒုစရိုက်နဲ့ပတ်သက်တဲ့မိစ္ဆာဒိဋ္ဌိကဒါတစ်ခုတည်းပဲတက္ကရာဒိဋ္ဌိတွေနဲ့မဆိုင်ဘူးအဲ့ဒီမိစ္ဆာဒိဋ္ဌိကကံကိုညင်းပယ်သည့်ကံရဲ့အကျိုးကိုညင်းပယ်သည့်အတွက်ကြောင့်ကံကိုလည်းညင်းပယ်ပြီးသားဖြစ်သွားတယ်ကံကိုညင်းပယ်တာကြတော့အကရိယဝါဒအကရိယဒိဋ္ဌိလို့ခေါ်တယ်အကြောင်းတရားမှန်သမျှကိုညင်းပယ်တာကြတော့အဟိတုကဒိဋ္ဌိလို့ခေါ်တယ်အခုဒီမှာပါတဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိစာပေကျမ်းကနေမှတေချာလေးလာကြည့်လို့ရှိရင်အဲ့ဒီနေရာမှာရောထွေးပြီးတော့ပြောနေကြတယ်မိစ္ဆာဒိဋ္ဌိဆိုတဲ့စကားလုံးလေးကိုကြည့်ပြီးတော့တက္ကရာဒိဋ္ဌိတွေဘာတွေရှောက်ပြီးရောပြောနေကြတယ်အဲ့ဒီအချိန်မှာတက္ကရာဒိဋ္ဌိနဲ့လုံးဝမဆိုင်ဘူးလို့မှတ်ထားပါအဲ့ဒီဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိဟာတက္ကရာဒိဋ္ဌိမဟုတ်ဘူးကံကံဤအကျိုးကိုညင်းပယ်တဲ့ဒိဋ္ဌိသာလင်ဖြစ်တယ်အဲ့ဒါသာလင်ဒုစရိုက်ဆိုင်ရာတက္ကရာဒိဋ္ဌိဆိုတာကတော့သောတာပန်မဖြစ်မသေးချင်းရှိနေအောင်မှာပဲ positive ပဲသိကြတယ်နော်အဘိဓမ္မာတွေသင်နေလဲ positive ရှိအောင်မှာပဲ negative မဟုတ်သေးဘူးသောတာပန်ဖြစ်မှ negative ဖြစ်မှာအဲ positive အနေနဲ့ကတော့တက္ကရာဒိဋ္ဌိကရှိနေသေးတယ်နော်ဒီဘဝမှာစာပေကျမ်းကလေးလာလို့အသိဉာဏ်နေနဲ့အုပ်ထိန်းထားလို့မပေါ်တာပဲဖြစ်မယ်ဒီသောတာပတိမရမချင်းဒီဘဝမပေါ်သေးရင်နောက်တစ်ချိန်ချိန်ပေါ်လာအောင်မှာပဲအနုတ္တယအနေနဲ့ရှိနေသေးတယ်တက္ကရာဒိဋ္ဌိကရှိနေရောရှိပါစေဒီဒိဋ္ဌိနှစ်ခုဟာကွဲပြားခြားနားမှုရှိတယ်ဒုစရိုက်ထဲပါတဲ့မိစ္ဆာဒိဋ္ဌိသည်သက်ခါဝရဏကောင်းရာသုဂတိဘုံကိုမရောက်နိုင်ဘူးတားတယ်အပိတ်ဆို့ဖြစ်တယ်အဟံတာဖြစ်တယ်သုဂတိဘုံအတွက်အဟံတာဖြစ်တယ်လို့ဆိုလို့တယ်နော်သုဂတိဘုံတောင်ကောင်းမရောက်နိုင်ဘူးကောင်းရာသုဂတိဘုံမရောက်နိုင်ဘူးကံကံဤကျိုးဒီလက်မခံတဲ့မိစ္ဆာဒိဋ္ဌိဟာဒါကိုဒုစရိုက်ထဲမှာပါတဲ့ဟာကအဲ့ဒီမိစ္ဆာဒိဋ္ဌိအဲ့တော့သူစရိုက်ထဲမှာပါတဲ့ဟာကြတော့သူနဲ့အပြန်မဲယူရတယ်နော်အဋ္ဌိဒိဏံအဋ္ဌိယိဋ္ဌံအဋ္ဌိသုက္ကတဒုက္ကတနံကမ္မနံဖလောက်ဒီအပြန်ပဲယူရကံကံဤကျိုးကိုလက်ခံလို့ရှိရင်တမ္မာဒိဋ္ဌိအဲ့ဒီမှာတမ္မာဒိဋ္ဌိအဲ့ဒီတမ္မာဒိဋ္ဌိကလည်းခုနကဝိပဿနာတမ္မာဒိဋ္ဌိတို့မေဃတို့ဘာတွေဒါတွေနဲ့မဆိုင်ဘူးအခြေခံတွေကိုပြောတာအဲ့တော့မိစ္ဆာဒိဋ္ဌိ2မျိုးတမ္မာဒိဋ္ဌိ2မျိုးအခြေခံနဲ့မှတ်ထားဖို့လိုအပ်တယ်ဒုစရိုက်နဲ့ပတ်သက်တဲ့မိစ္ဆာဒိဋ္ဌိသည်နတ္ထိကဒိဋ္ဌိနောက်အကရိယဒိဋ္ဌိအဟိတုကဒိဋ္ဌိဆိုပါစို့နတ္ထိကဒိဋ္ဌိကအဓိကနောက်တမ္မာဒိဋ္ဌိနဲ့ပတ်သက်လာတဲ့သူစရိုက်တမ္မာဒိဋ္ဌိသည်အဋ္ဌိကံကံရဲ့အကျိုးကိုလက်ခံယုံကြည်တဲ့ကမ္မတက္ကတမ္မာဒိဋ္ဌိသာဆိုင်တယ်ကမ္မတက္ကတမ္မာဒိဋ္ဌိရှိလို့ရှိရင်ကောင်းတဲ့သုဂတိဘုံရောက်နိုင်တယ်ကမ္မတက္ကတမ္မာဒိဋ္ဌိမရှိဘဲနဲ့ကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိရှိလို့ရှိရင်သက်ခါဝရဏညတ်ပြည်ကိုတားဆီးတယ်ခုနကတက္ကရာဒိဋ္ဌိကြတော့မက္ခဝရဏမက်ကိုသာတားဆီးတာညတ်ပြည်ကိုမတားဆီးဘူးတက္ကရာဒိဋ္ဌိရှိနေပေမဲ့လို့နော် positive ရှိနေပဲညတ်ပြည်ရောက်နိုင်တယ်ဓမ္မပြည်လည်းရောက်တယ်ကံကံဤသူလှုပ်တဲ့ကံရဲ့စွမ်းပေါ်မှာမူတည်ပြီးတော့ကံကအကျိုးပေးနေမှာ
တက္ကာယဒိဋ္ဌိဒီဒါမို့စာပေကျမ်းကမှာဆိုထားတာတက္ကာယဒိဋ္ဌိဒီမက္ခဝရဏမက်ကိုတားတယ်အဲ့ဒါမက်ကိုတားတယ်ဆိုတဲ့နေရာမှာလေသူမဖယ်ပဲနဲ့မဲမရဘူးပေါ့မဲရရင်လည်းသူ့ကိုဖယ်လိုက်ပြီသောတပတိမဲ့ဖြစ်ရင်သူ့ကိုဖယ်လိုက်ပြီသူရှိနေသေးလို့ရှိရင်မဲမရသေးဘူးဒီလိုဆိုလို့လေသူကနတ်ပြည်ကိုတော့မတားဘူးသက်ခကိုတော့မတားဘူးမက္ခကိုပဲတားတယ်ပေါ့သက်ခဆိုတာသူဂတိဘုံကိုပြောတာသူဂတိဘုံရောက်နိုင်တယ်အဲ့တော့ခုနဟာကြတော့မိစ္ဆာဒိဋ္ဌိဒုစရိုက်ထဲပါတယ်မိစ္ဆာဒိဋ္ဌိကြတော့သက်ခဝရဏနတ်ပြည်ကိုမရောက်နိုင်ဘူးကောင်းရဘုံကိုမရောက်နိုင်ဘူးသူဂတိဘုံကိုတားတယ်အဲ့လိုတစ်ခုနဲ့တစ်ခုမတူညီတဲ့သဘောရှိပါတယ်ခုနကပြောတဲ့ဒီဒိဋ္ဌိစုကမ္မလို့ဆိုတဲ့ဟာအခြေခံအပြင်ဒါကိုရည်ညွှန်းတာဖြစ်ပါတယ်ဘာလို့လဲဆိုသူစရိုက်ဒုစရိုက်နဲ့ပတ်သက်ပြီးပြောတဲ့ဟာဖြစ်သည့်အတွက်ကြောင့်ဒိဋ္ဌိစုကမ္မဆိုတာဒီနတ္ထိကဒိဋ္ဌိကိုလက်မခံမဲနဲ့ကာမတက္ကတာသမာဓိဋ္ဌိရှိတာကိုအခြေခံအပြင်ဒီလိုမှတ်ရမှာပါအဲ့ဒီကနေပြီးတော့တဆင့်တက်လာတဲ့အခါကျတော့ဝိပဿနာသမာဓိဋ္ဌိပေါ့သာဏသမာဓိဋ္ဌိပေါ့နောက်ပြီးတဲ့အခါကျတော့မေဃသမာဓိဋ္ဌိဖလသမာဓိဋ္ဌိဆိုတဲ့သမာဓိဋ္ဌိအမျိုးအစားတွေရကွဲပြားခြားနားသွားတာဒါကအဆင့်အဆင့်မြင့်သွားတဲ့အခါအရေးကြီးဆုံးကတော့ဒိဋ္ဌိစုကမ္မဆိုတာ I am responsible what I have done ငါလုပ်တာငါတာဝန်ရှိတယ်လို့တာဝန်ယူတဲ့ဒီကံကံရဲ့ကျိုးကိုယုံကြည်တယ်ဆိုတာအမှန်တော့ကိုလှုပ်တာကိုနဲ့ပဲဆိုင်တယ်လို့ဆိုတဲ့ခံယူချက်ကိုပြောတာကိုလှုပ်တာကိုကိုယ့်အကိုအတိမတ်ပြုတယ်ကောင်းတာလုပ်ရင်လည်းယံကမ္မံဂရိတံတိကလျာဏံဝါပါပကံဝါတတကမ္မတထာယတာနော်ဘာလို့ကောင်းတာလုပ်ဆိုးတာလုပ်သမျှငါအမွေခံရမယ်လို့မြင်တာဒါသမ္မာဒိဋ္ဌိကမ္မတက္ကတာသမ္မာဒိဋ္ဌိဖြစ်ပါအဲ့ဒါကသူစရိုက်အဆင့်ပါနော်သူစရိတသူစရိုက်10ပါးထဲမှာပါတဲ့သမ္မာဒိဋ္ဌိပါဒါကြောင့်မို့ဒိဋ္ဌိစုကမ္မဆိုဒီမှာအဲ့ဒီသူစရိုက်ထဲပါတဲ့သမ္မာဒိဋ္ဌိကိုရည်ညွှန်းပြီးတော့ပြောတာပါလို့ကြံတဲ့ဟာတွေကနောက်တစ်ဆင့်တက်လာတဲ့သမ္မာဒိဋ္ဌိတွေပါလို့ဒီလိုမှတ်ရမှာ